ပြောမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ဒီပါပေါ့နော်ဒီ Facebook ကအကူကကျွန်တော်ရေးထားရလေးပေါ့နော်ဒီ image တွေကိုနော်ဒီ last time ရပေါ့အဲ့ရဟာလောက်ကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်လို့ရလားမရလားဆိုတဲ့ဟာလေးကိုသိချင်တယ်ပေါ့နော်မြင်နေအဲ့ကြောင့်ကျွန်တော်ဒါလေးကိုပြမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးအဲ့တော့ဘာအသုံးဝင်လဲဆိုရင်ကျွန်တော်တို့တွေဒီ image ပေါ့နော် change detection လို့ခေါ်တာပေါ့ကျွန်တော်တို့နော်ဒီ imaginary change detection ပေါ့နော်ကျွန်တော်တို့တွေ GIS နဲ့မှာကျွန်တော်ဘာလို့ရလဲဆိုရင်ကျွန်တော်တို့ပုံတွေကိုကြည့်ပြီးတော့ပုံတွေရဲ့ဟလာကွဲပြားခြားနားမှုဘာတွေတိုးတက်ပြောင်းလဲလာလဲဟလာဘာတွေပြောင်းလဲသွားလဲပေါ့နော်အိမ်တွေလမ်းတွေတရားတွေရဲ့အဲ့ဒါတွေကိုကျွန်တော်တို့မြစ်တွေချောင်းတွေပေါ့နော်ဒါရဲ့ change detection ကိုကျွန်တော်တို့ပြန်လေ့ analysis လုပ်လို့ရတယ်ပေါ့နော်ဒီ GIS အနေတစ်ခုထုနေတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်စပြီးကျွန်တော်လုပ်မယ်ဒီ open data file ကျွန်တော်ဆက်နေလိုက်မယ်နော်အဲ့တော့ကျွန်တော်ဒီမှာ TIF ဆိုတဲ့ file နှစ် file ရှိရတွေ့လားဒီမှာ2014ဒါ2016ပေါ့နော်ဒါတော့တကယ်ကြရင်တော့နောက်ဆုံးဒီလို file ဖြစ်ရမှာလားပါပေါ့နော်ဒီလို file ကြီးကျွန်တော်လုပ်ပြီးတော့သုံးမှာပုံအဆင်ပြေရပေါ့နော် internet မတူဘူးပေါ့နော်2014နဲ့2016ကျွန်တော်ရွှေ့ဖွင့်နိုင်မယ်ဒါဆိုရင်ကျွန်တော်ပုံလေးကြာလိုက်ပေါ့နော်ပုံကြာလာတဲ့ခါကျရင်ကျွန်တော်ဒီမှာ control center ရှိတယ်အဲ့တော့2014နဲ့2016နှစ်ပုံရှိရလားအပေါ်ကဒီပုံနေတာ2014ပုံဒီမှာမီးမိတ်ဖွင့်လို့ကြည့်လိုက်မှဆိုရင်ဒါဒီ2016ပုံဖြစ်တယ်ပေါ့နော်ဘာပွားဝါလဲဟုတ်ပြီနော်အဲ့ဒါ2014 2016ရှိတယ်ဒါလေးကိုကျွန်တော်တို့ကဒီမှာ image source tool လေးနဲ့ကျွန်တော်တို့ကနော်ဟို2014ကအောက်မှာရှိတဲ့ကောင်ကနော်အပေါ်ကကောင်ဖုံ2016ဖုံနေတာပေါ့နော်2014ကအောက်မှာလို့ကောင်အပေါ်ပါအဲ့တော့2014ကိုယူမယ် okay နေလိုက်နော်အဲ့တော့ကျွန်တော်တို့ကြည့်အောင်ဘာ changes ဖြစ်သွားလဲပြီးချင်းဒါကတွေ့လားဒီမှာကြည့်ဒါ source နဲ့ကျွန်တော်ကြည့်အောင်ဒါ original image ဒါ2000ပုံဟောင်းပေါ့နော် OH မျိုးပေါ့ဒါကိုကျွန်တော်တို့ဖြည်းဖြည်းချင်းဆွဲကြည့်လိုက်တဲ့ခါကျဘာဖြစ်လာလဲဆိုတော့ပထမဒီနေရာလေးတွေမှာကျွန်တော်ကာဆာပြတဲ့နေရာချက်ကြည့်ပြီးဒီနေရာလေးတွေမှာကျွန်တော်တို့ကတကယ်ဘာလို့အရင်ကဟာလား2014မှာဘာမှမရှိခဲ့ဘူးဒီ2026ပုံမှာ update ဖြစ်သွားတဲ့ခါကျဘာဖြစ်သွားလဲဒီမှာနော်ဒီနေရာအောက်မှာကျွန်တော်တို့ပြဒီနေရာလေးမှာနော်ဒီနေရာလေးတွေမှာကျွန်တော်ဘာလို့ဆို update ဖြစ်သွားတာပေါ့နော်ဒီကကောင်းရှင်းကြည့်မယ်တွေ့လား update လေးဖြစ်သွားတာပေါ့နော် update လေးupdate ဆိုင်လိုက်တယ်ပေါ့ changes နောက်တစ်ခုကဒီမှာ building အဆောက်တွေ့လားကျွန်တော်တို့ဒီနေရာမှာ building ကြီးမှာဥပမာဆိုဒီရှေ့ရောက်ရှေ့အောင်ရှိတယ်ဒါကိုကျွန်တော်တို့ကကြည့်လိုက်တော့နော်ပြန်ပြင်သွားတာဒီနေရာမှာအင်းကြီးနှလုံးရှိတယ်ဒီမှာနော်ဒီနေရာမှာအင်းကြီးနှလုံးရှိနေတယ်ဒီမှာနော်ဒီနေရာမှာအင်းကြီးနှလုံးရှိတယ်ပေါ့နော်ဒါမဲ့အဲ့ဒါကိုကျွန်တော်တို့ကကြည့်တဲ့အခါမှာ changes ဆိုတာလိုက်ပါမရှိတော့ဘူးနော်အဲ့တော့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ကအဲ့တော့ analysis တစ်ခုလုပ်တဲ့ခါကျရင်ကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်တို့ကဟိုပေါ့နော်ဒီနေရာမှာဘေးရင်အစောက်ပံလုံးရှိခဲ့လေလမ်းမလောက်ရှိခဲ့ tool area project မှာပေါ့နော် project မှာဘယ်လိုရှိခဲ့လဲဒါတွေကျွန်တော်တို့က digitize tool တွေကျွန်တော်ကဆွဲသွားလို့ရပါတယ်ဒီမှာ digitize tool လေးတွေနဲ့ကျွန်တော်တို့ကအဲ့ဒါဒီမှာဘေးရင်လို့ဘေးရင်ပေါ့အိမ်တို့အိမ်မဥပမာပြပြဒီလိုလေးတစ်လုံးဆွဲသွားအိမ်1အိမ်2အဲ့လိုပေါ့ analyze လုပ်သွားလို့ရတယ်ပြီး attribute နဲ့ကျွန်တော်သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့လိုလုပ်တဲ့လုပ်ငန်းဟာလေးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ image ကိုကျွန်တော်တို့ဘယ်လိုဒီလိုအဲ့လို analysis လုပ်နိုင်ဖို့ဟို land တွေ road တွေ building အဆောက်အဦတွေကိုကျွန်တော် change detection ဖြစ်သွားတာကျွန်တော်သိနိုင်ဖို့အတွက်ကျွန်တော်တို့ဟိုဒီဘော old imaginary ပေါ့ old update ဖြစ်တဲ့ဟာနဲ့ဒီလက်ရှိဖြစ်နေတဲ့ဟာနဲ့ဘာကွာခြားသွားလဲဘာတူခြားသွားလဲအဲ့တော့ဒီပုံလေးကြောင့်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတာလေးကျွန်တော်ပြင်ပြီးတော့ပြင်ဖြစ်ပါတယ်ပေါ့နော်ဒါဒီတော့ကျွန်တော်လုပ်လို့နေလိုက်ပြလိုက်အဲ့တော့ကျွန်တော်ဘယ်သွားမလဲဆိုရင် Google ကိုကျွန်တော်သွားမယ်ပေါ့နော် Google မှာကျွန်တော်တို့ရိုက်မှာ WORLD or imaginary or imaginary way DCK တော့ပေါ်လာပါတယ်ပေါ့နော် what imaginary way ဘက်ဆိုကျွန်တော်ဒါလေးကြည့်လိုက်ရမယ်နော် what ကဘာ imaginary way ဘက်ဆိုတော့ဒါလေးရှိဒါလေးကိုကျွန်တော် adjust online ဝယ်မှာရှိတယ်ဒါလေးအဲ့အကောင့်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်မယ် what imaginary way ဘက်ကိုဒီ website ကနေကျွန်တော်တို့က image ကိုထည့်မယ်ပေါ့နော်ဘယ်လိုထည့်လဲဆိုတာလေးကလုံးဝကိုကျွန်တော်တို့ဟိုပေါ့နော် Chrome မှာလည်းမတော်ဘယ်လိုသုံးပြီးဘယ်လိုထည့်လဲဆိုတော့အဲ့ဒါတင်ပြီးနေပေါ့နော်တင်တယ်ပေါ့နော်တင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီထားတော့ဒါပြီးဟုတ်ပြီအဲ့ဒါကျွန်တော်ကမြန်မာပြည်ကျွန်တော်သွားမယ်ပေါ့နော်မြန်မာပြည်သွားမယ်မြန်မာပြည်သွားမယ်ဆိုပြီးတော့ချုံနိုင်မယ်နော်ဒီမှာဘာမှဆိုမြန်မာပြည်ဘုံတော့တွေ့ပေါ့နော်မြန်မာပြည်ကျွန်တော်ရန်ကုန်သွားလိုက်ရန်ကုန်သားသွားလိုက်မယ်နော်ဒါဒီလိုနော်
လားပေါ့ဒီဘက်ကဒလားရှိနေမှာဟုတ်ပြီနော်ဒါ2026လက်ရှိမှာဒါ2026ရှစ်ပါပေါ့နော်ရှစ်လပိုင်း9ရက်ကြာတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့ဒီမှာထားရှိရဆိုရင်ကျွန်တော်တို့ကဒီဘက်မှာဒီ2 box လေးမှာပေါ်တဲ့ဒီဘက်မှာကျွန်တော်တို့ကဒီမှာအများလေးရှိတယ်ဒီမှာတို့က open switch mode ဆိုဒါဒီချက်နှိပ်လိုက်ပါနှိပ်တဲ့ခါကျရင်သူကဒီဘက် channel left side ဒီဘက် channel right side နော် right side မှာကျွန်တော်ကright side မှာကျွန်တော်လက်ရှိမှာသူရွေးထားတာ2014ဒီမှာ right side selection က2014ဖြစ်နေပေါ့နော်2014 91ပေါ်ထားပါတော့နော်အဲ့ချိန်မှာဒီမှာဗာတရားရှိတယ်မရှိဘူးလားတရားမရှိတယ်ဒီမှာတို့လားနော်အဲ့လိုကျွန်တော်ကြည့်ရတာဟုတ်လားဒါလက်ရှိမှာထားပြီးပါလား2014 view ပေါ့2014ပြန်ကျွန်တော်ဒီမှာ stress နဲ့ဖြည်းဖြည်းကြည့်တာ2016မှာဖြစ်သွားတယ်ဟုတ်ပြီ2020နှစ်ကိုချက်ချိန်2020မှာပါဖြစ်ကြည့်ပါ2020မှာဆိုတာဆောက်လို့ကာလာပဲရှိဦးမှာနော်2020မှာဆောက်လို့ကာလာတယ်ပေါ့နော်ဟိုမတရားမပြီးသေးဘူးပေါ့နော် access လို့2016မှာပဲကျွန်တော်ဒါ original ပြန်ဖြစ်သွားတယ်ပေါ့နော်2018မှာတော့မရှိသေးဘူးပေါ့နော်2018မှာမရှိသေးဘူး2019မှာလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးပေါ့လား2019မှာမရှိတယ်အဲ့လိုမျိုးလေးပဲဘာချင်းချက်ဖြစ်သွားလဲ2020မှာရှိတယ်ဒီဘက်2024မှာရှိတယ်ဒီဘက်ကတော့ဒါကတော့လက်ရှိဖြစ်နေ2026 view လေးပေါ့နော်2026 view မှာကျွန်တော်ရှိနေတာလေးပေါ့ကျွန်တော်ဒီလိုကြည့်လိုက်ခြင်းအပြင်ကျွန်တော်တို့ကဥပမာဟိုမကြည့်ပဲကြည့်မယ်ဆိုတော့ဒီ wave ဒီ image ဒီ website မှာလာပြီးလူကြည့်လိုက်ရင်ကျွန်တော်ရပြီပေါ့နော်ဘာတွေပြောင်းလဲသွားလဲဆိုရင်ကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဟုတ်ပြီဒီနေ့မှာဒီစိတ်ကန်းလေးတစ်ခုကြည့်ကြည့်အောင်ဒီစိတ်ကန်းလေးနော်စိတ်ကန်းလေးဘာပြောင်းလဲကျွန်တော်ဒီပြောချင်တာဒီမှာလုံးနားလိုက်ဒီမှာရင်းပုံဟိုကွာဒီခုနှစ်ရေးရလေးကိုကြည့်ပြီးကျွန်တော်ဓာတ်ပြန်ဆိုလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်2014ပဲနိုင်မှပြန်သွားမယ်ဒီဘက် channel 2014မှာကျွန်တော်ကြည့်ကြည့်မယ်ဘာဖြစ်လဲဆိုတော့မှာစိတ်ကန်းဘယ်လိုပုံမျိုးရှိလဲဆိုရင်ဒီမှာဟုတ်လားနော်ဒီဘက်တစ်ချက်ဒီဘက်တောင်းမှမရှိဘူးနော်အဲကျွန်တော်ဆွဲကြည့်မယ်ဒီပြင်စကန်ပါပြောက်တိုးတက်တော့ဘာပြောင်းလဲသွားလဲ develop ဖြစ်သွားလဲဆိုတော့ဒီဖြစ်သွားတာလားနော်ဒီဘက်မှာပုံတိုးချလိုက်တယ်ပေါ့ဒီမှာစကန် area တွေပဲဒီဘက်မှာပုံမှန်တကူချင်းမှာတော့ဒီမှာညီစိမ့်နေတော့နော်ညီပေါ်တဲ့တက်တက်ပါစိမ့် green area တွေ့လားအဲ့လိုမျိုးရှိရပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီ change detection ကျွန်တော်တို့ဒီလိုရေးရကျွန်တော်ကြည့်လို့ရအောင်လားရပါပြီပေါ့နော် okay ဒါဆိုရင်တော့ဒါ change ကြည့်ကြတော့ပြလိုက်မယ်okay ဒါဆိုကျွန်တော်ကိုလိုချင်တဲ့ဒီ message ကိုကျွန်တော်တို့ကဘယ်လိုမှကျွန်တော်တို့ဟိုလုပ်နော်ဘယ်လိုဆိုတဲ့ဘယ်လိုကိုတော့ analysis လုပ်လို့ရတယ်ရန်ဆက်ပုံနဲ့ဘယ်လိုထည့်မလဲအဲ့တော့ကိုကြိုက်တဲ့ရကြဲတစ်ခုကျွန်တော်ယူလိုက်မယ်2026ကျွန်တော်ယူလိုက်မယ်နော်2026ကျွန်တော်ယူလိုက်မယ်2026ကြာပြီနော်2026 version ယူလိုက်မယ်ယူတဲ့ခါကျရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီမှာသူက i2 လေးရှိတယ် information တွေ i2 လေးပြောတာဒါလေးတစ်ချက်နှိပ်မယ်ကိုလိုချင်တဲ့ version နှိပ်လိုက်ရရနော်ဘာမှမပြောနော်ကျွန်တော်2026ကျွန်တော် version ကျွန်တော်ယူလိုက်မယ်နော် i2 လေးကျွန်တော်နှိပ်လိုက်မယ်နော် i2 ဒီဘက်ရောက်သွားပြီဆိုကျွန်တော်ဒီရောက်မှာဒီဘက်မှာဒီပါရှိတယ်နော် source က wm 1မှာပေါ့နော် tie source ပေါ့နော်ဒီ wmps ဆိုတာလေးရှိတယ်သူ့ရဲ့ဒါပါလေဒီ webet map tie ဆိုတာရှိတယ်နော်ဒါလေးကိုကျွန်တော် URL လေးဒီ URL လေးကျွန်တော်ဘာလို့လဲ copy ကူးပေးပါနော် copy ကူးလိုက်မယ် copy ဒါလေးနှိပ်လိုက် copy ရတယ်ဒါလေးကိုပြလိုက်တော့ပြီးရင် global တော့ကျွန်တော်ပြန်ဖွင့်မယ်အဲ့တော့ကျွန်တော်ဒီကောင်တစ်ခုကျွန်တော် delete လုပ်လိုက်တော့ပါနော်ဟုတ်ပြီစာပြန်ထည့်မယ်အဲ့တော့ကျွန်တော်က source တစ်ခုထည့်မယ်ပေါ့နော်ဒီ online data ကျွန်တော်အဲ့ဒါဆိုရင်ကျွန်တော်ကဟုတ်ပြီဘာမှမလုပ်သေးဘူးနော်အဲ့တော့ဒီမှာရှိမှာ add new source remove source ရှိတယ်ပေါ့နော်ဒါကျွန်တော်တို့ဒီမှာ worldwide map မရှိဘူးအဲ့တော့ဟုတ်ပြီကျွန်တော် add new source ပြောတစ်ချက်နေတယ် add new source မှာနော်အဲ့တော့ ESR ရှိ OpenStreetMap တွေရှိတယ်ဒီမှာကျွန်တော်ဟိုကပြောတယ် warmap tie as နော် source ဒီ tie WMS ဆိုတာကျွန်တော်ယူလိုက်မယ် WMS WMTS ပေါ့နော်ဒါလေးကိုယူမယ်ယူပြီးရင်ကျွန်တော် okay နှိပ်လိုက်နော် okay နှိပ်လိုက်ဆိုရင်အဲ့တော့ခုနကဒီမှာ server URL ဆိုမှရှိရပေါ့နော် server URL ကျွန်တော်ခုန copy ပြလိုက်တဲ့ကောင်ကိုမလုပ်နဲ့ paste တစ်ချက်နှိပ်မယ်နော် server name က mosh WMTS ပဲထားပါရပါပြီနော်ဟုတ်ပြီနော်ပြီးရင်ဒီမှာနော် gas list of available data ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီကျွန်တော်တို့ဒီခုနကဆိုရတာဒီ imaginary ဒီ website ရဲ့ link ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ဗာကြလာမယ်ဆိုရင်ဒီမှာ website link တွေ2026 2025 2024အကုန်ကြလိုက်ဟုတ်လားဟုတ်လား2024ဒီရှိရပေါ့နော်2024နှစ်လပိုင်းတွေတော့ရှိတယ်အဲ့တော့ဒါ war imaginary မှာဆို2026ဒီမှာရှိရပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ဟာလေးကျွန်တော်အရင်မယ်ကျွန်တော်ဟုတ်ပြီ90ခွန်းကိုအရင်ရေးကြည့်မယ်2014ကိုရေးကြည့်မယ်နော်2014ကျွန်တော်ရေးလိုက်မယ်ရေးပြီးတော့ကျွန်တော်ဘာလုပ်မလဲ
okay နေလိုက်မယ်အဲ့မှာနာမည်ပေးခြင်းလည်းပေးလိုက်မယ်ရရပါတော့ရရမပေးတော့ WMS လို့ဝေးရောဝေး WM လို့ပြရမယ်နော် Weber Max ပေါ့နော်အဲ့လိုပြီးတော့2014 version ပေါ့နော် okay ကျွန်တော်နှိပ်လိုက်မယ်ဒါဆိုဒီမှာမရောက်သွားဘူးလား2014 version ရောက်သွားပြီနော်အဲ့တော့ကိုထပ်လို့ဒီနောက်ဆိုရင် NUS ကိုတက်နေ WMTS ကရှိပြီးသား okay ပဲထပ်နေမယ်အဲ့ဒီမှာ get list of relevant data နော်သူဒီ link ကမပြောင်းသေးဘူးမပြောင်းတော့ဒါဘယ်တစ်ချက်ထပ်နေမယ်ထပ်နေတဲ့အခါကျရင်သူ့ list တွေပြန်ပြီးတော့ကြာလာမယ်ပေါ့အဲ့ list တွေကြာလာပြီအဲ့ list တွေကြာလာတဲ့နေရာနေပြီးပေါ်မှာကျွန်တော်တို့ဥပမာ2026ပေါ့နော်2025ကိုကျွန်တော်ယူလိုက်မယ်2025ကိုယူလိုက်မယ်2025ကိုsorry 2020ကိုကျွန်တော်ယူလိုက်မယ် okay နေလိုက်မယ်နောက်ဒီမှာ web ကပါလဲနော် WM ကိုအောင်ပေးလို့ရတယ်နော်2020ကို2020ပေးရတယ်ဗာကျွန်တော်ဖြတ်လိုက်လို့ရနောက်ကလာနော်ရတယ် okay ပဲနေလိုက်မယ်ဒါပေမဲ့2020တခုရှိမယ်2014တခုရှိမယ်နှစ်ခုရှိမယ်ထပ်နေမယ် NU ဆိုအဲ့လိုပဲထပ်သွားမယ် okay နေမယ်နော် okay နေပြည့်နိုင်ရင်ပုံမှန်တိုင်းပဲစောက်ဝင်မယ် get list of relevant data ကိုနေမယ်ပြီးရကြရင်နောက် finally update ကိုကျွန်တော်ယူလိုက်မယ်2026ကိုယူလိုက်မယ် okay နေမယ်နော်ဒီမှာ2026ပေါ့နော်ဒီမှာ2026 2026ရပြီ okay နေလိုက်မယ်1 2 3 3မျိုးရောက်ပါပြီနော်ဒါဆိုကျွန်တော်ဒါလေး close ဆင်းလိုက်မယ်ရပြီအဲ့တော့ထဲတော့မယ်ဆိုရင်စထည့်မဲ့အခါကျတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီမှာဟုတ်ပြီfile open data file ကျွန်တော်တစ်ချက်နှိပ်လိုက်ပြီးတော့ကျွန်တော်တို့ download တွေကိုကျွန်တော်သွားမယ်ကျွန်တော် download တဲ့ဟို file လေးကြီးရပေါ့နော် GDM ဆိုတာလေးကျွန်တော်ရှိရပေါ့နော်GDM method ကိုယူလိုက်မယ် open နှိပ်လိုက်မယ်ရောက်လာပြီပေါ့နော်ရောက်လာပြီနော်ဒီမှာနော်ဒီမှာဒီနေရာရှိဘယ်နေရာလဲတော့မသိဘူးနော်ဒါဆို sample တခုပေါ့နော်တကယ်ကတော့ကိုလိုချင်တဲ့ shape area ကိုကျွန်တော်ကယူထားလိုက်ရတယ်ပေါ့နော်လက်ရှိတော့ကျွန်တော်ကမြန်မာပြည်မျိုးဟိုမှာဒီနေရာလေးကိုကျွန်တော်ယူလိုက်မယ် rectangle နဲ့ကျွန်တော်ဆွဲလိုက်မယ်အရင်အကြီးဖြစ်မှာဆိုလို့ပေါ့နော်အကြီးဖြစ်မှာဆိုအကြီးတော့ကျွန်တော်မဆွဲတော့ဘူးဒီနေရာလေးလေးပဲကျွန်တော်ဟာလားဒီနေရာလေးလေးပဲကျွန်တော်ဆွဲလိုက်မယ်နော်ဒီလိုလေးကျွန်တော်ဆွဲလိုက်မယ်နော်ဒါလေးကျွန်တော် area လေးကျွန်တော်ပေးလိုက်မယ် okay နော်ဒါဆိုရင်သူကဒီဆွဲလိုက်တဲ့ဟာမှန်တယ် user created feature တွေဒီလိုရောက်သွားတာပေါ့နော်ရောက်တဲ့အခါကျတော့ဒီကောင်ကျွန်တော်တို့မလုပ်ရလဲ selection ပေးမယ်ဘာဖြစ်လို့ဆိုရင်ဒီကောင်လေးကိုကျွန်တော်လုပ်ချင်မှာနော်အဲ့တော့ GDM မလို့ကျွန်တော်ဘာလို့ GDM ဒီ map ကိုကျွန်တော်ချရရတယ်မြန်မာပြည်ကိုကျွန်တော်တို့ရဲ့ geolocation UDM ကျွန်တော်မြန်မာပြည်စုံလေးကိုရောက်ပါအောင်နော်အဲ့ဒါကျွန်တော်ချရအဲ့ဒါကိုပြန်ပိတ်လိုက်တော့မယ်မလို့တော့ဘူးနော်ဖြစ်ချင်ဖြတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာလေးပဲကျွန်တော် selection ပေးလိုက်တယ်ဘာလို့ select ပေးလဲဆိုတော့ဒီ select ပေးတဲ့ဟာကိုပဲ download လုပ်ပါမယ်ကျွန်တော်ပြောရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒီမှာနော်sorry အဲ့ဒါကျွန်တော်ဘာလို့လဲဒီကြောင်သွားမယ်ပေါ်ပြတဲ့ခါကျရင်ကျွန်တော်တို့က download ဆွဲမယ်ဟလာ2014ကိုအရင်ဆက်ဆွဲမယ်2014ကိုအရင်နှိပ်မယ်ပြီးရင် download within current selected folder ကိုကျွန်တော်ယူမယ် connect နှိပ်မယ်ခဏစောင့်ပါနော်အခုရလာပြီပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ထပ်ဆွဲမယ်ဆိုရင်တော့ selection ကတော့မဖြစ်နိုင်ပါဘူးနော် selection ရထည့်ရပါတော့နောက်တစ်ထပ်ဆွဲမယ်ဒါကိုတစ်ချက်နှိပ်မယ်2014ပြီးတော့2020ဟုတ်ပြီ2020ပြီးရင် download within current select ကိုယူမယ်ပြီးရင်တော့ connect ကိုနှိပ်မယ်နော်အဲ့နည်းနည်းလေးဒီခါကျ download select မလုပ်တော့ဘဲနဲ့နည်းနည်းလေးပေါ့နော် select bound လေးလုပ်ချင်တယ် drop out ဆွဲလိုက်မယ်ဘာလို့လဲဆိုတော့နည်းနည်းလေးဒီကောင်ထောက်လည်းပို့ပြီးတော့ပေါ့နော်ဒီအပေါ်ဘက်ချမ်းကိုကျွန်တော်လုပ်နေတာပေါ့နော်အပေါ်ဘက်ချမ်းလည်းယူချင်တယ်ဒါလေးယူရကျွန်တော်ပါတော့ပဲအဲ့တော့အတူတူပဲလုပ်ပြီးပေါ့ okay ဒီဒါကလက်ရှိမှာ2020ကိုနေတာတော့ connect လာဆောင်အဲ့ဆိုရင်ဒီမှာရလာပြီပေါ့နော်အဲ့ဆိုရင်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကနောက်တစ်ခုထပ်ဆွဲမယ်ဆိုရင်အဲ့လိုမျိုးထပ်ဆွဲလို့ရတယ်ပေါ့နော်ဟုတ်သူကဘာလို့ဒီကောင် internet လုံးတဲ့အတွက်ကြောင့်ကျွန်တော်တို့က data internet special data နဲ့ကျွန်တော်လုံးတဲ့အတွက်ကြောင့်ကျွန်တော်တို့က zone ဆွဲရင်ဆွဲသလိုသူ့ရဲ့ဟာကို resolution တက်လာမယ်အဲ့ပေါ်မူတည်ပြီးတော့မဟုတ်ဘူးเนาะဘာဖြစ်မလဲဆိုရင်ဒီပြောပြအောင်ဒီ data နဲ့ကြံ့ကြာမှုရှိတယ်ပေါ့เนาะအဲ့တော့ဟုတ်ပြီ user creative feature ကဖြောက်လိုက်မယ်ဟာဒီကနှစ်ပုံတူတူကတော့တစ်ခါတည်းပဲကြာနေတာเนาะအဲ့တော့ word imagery ဒီမှာရှိပြီးသားပဲเนาะအဲ့ဒါဆိုကျွန်တော်ကဒီမှာ stress tool လေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နော်2020ကဘယ်ဟာရောက်နေလဲခဏပြန်ပြလိုက်ပါနားရင်ဒီမှာရင်ကြည့်လိုက်ပါ
2020အောက်မှာ2020အပေါ်ရောက်နေပါတော့ဒီအပေါ် screen ဒါ2020ပေါ့နော်2020အောက်နေပေါ့ဒါဆိုရင် spread view နှိမ့်မယ်2020ဟုတ်ပြီရောက်ပြီးသား okay ပြီးမယ်ပြီးရင်ဒါလေးကျွန်တော်တို့ထည့်ကြည့်မယ်ဒီမှာနော်ပါပြောင်းလဲသွားတယ်ပေါ့ဟုတ်လားနော်ဒီအဲ့လိုမျိုးကျွန်တော်ကြည့်လို့ရတယ်လားနော်ဒီကျွန်တော်ခေါင်းမိုးအောင်ဟိုတုံမိုးဆိုဥစဉ်မှာအနီရောင်လေးဖြစ်သွားတယ်ပေါ့လမ်းမှာလည်းအပင်လေးပိုကျေလာတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ဒီမှာရမယ်တော့ဇွန်ဆွဲဆွဲလို့ကျွန်တော်ကြည်လာရလာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကြည့်လိုက်လို့2000ဒီဒါလက်ရှိမှာဒါ2020မှာပေါ့နော်ဒီ2020မှာလမ်းထဲမှာကျုံးလေးပေါ်လာတယ်အပင်လေးဟောလမ်းပူရနော်ဒီမှာကြည့်လို့ရတာပေါ့နော်ဘာကြီးပြောင်းလဲသွားဆိုတော့ကျွန်တော်ကြည့်လို့ရတာပါနော်တွေ့ပြီနော်ဒီမှာနော်ဟုတ်ပြီနော်โอเคအဲ့ဒါဆိုကျွန်တော်ထပ်ပြီး2026လို့ကြည့်လိုက်2026ကိုကျွန်တော်တို့ကပြန် download ထပ်ဆိုရင်ရပါတယ်ပေါ့နော်အဲ့ကျွန်တော်မဆွဲတော့ပါဘူးမဆွဲတော့ဘဲနဲ့ဒီကောင်တစ်ခုချင်းစီကိုကျွန်တော်မလုပ်လဲဆိုရင်GO ကလုပ်မယ်ပေါ့နော်အဲ့တော့2020ကိုကျွန်တော်ပြလိုက်မယ်ဒီအောက်ကဒီကအချက်ကိုရေးယူပါပေါ့နော်အဲ့ဒါဆိုရင် save မယ် file export ထုတ်မယ် geotiff နဲ့ကျွန်တော်ထုတ်မှာနော် export raster ထုတ်ကျွန်တော်သွားမယ် geotiff ဆိုတော့ကျွန်တော်ယူလိုက်ပါ geotiff okay နောက်ပြီးရင်export ဘောင်းမှာဆိုရင် draw file ကိုယူပြီးတော့ကျွန်တော်တို့ကဒီကိုဆွဲမဲ့ဒီလုံးမဲ့ဟာကြီး draw ကိုကျွန်တော် draw file ကျွန်တော်ဆွဲပြီးလိုက်ပါနော်ကိုထုတ်ချင်တဲ့ပုံလေးပေါ့နော်ဒီကောင်recipe တောင်းထောက်ဒါလည်းယူ okay နေမယ်ပြီးရင် okay နေမယ်အဲ့တော့ဒါလည်း14ပဲဆိုကျွန်တော်ဒါ14လို့ပဲကျွန်တော်ရေးလိုက်တော့14လို့ရေးရမယ်နော် save မဟုတ်ပါဘူးဒီကောင်က20ဒီကောင်14ပဲကျွန်တော်ရေးလိုက်မယ် save လို့နေလိုက်မယ်နော်အဲ့ဒါဒီကောင် robust data ကြီးရပါဖြစ်တယ်ညာပြတယ်ပေါ့နော်အဲ့မျိုးတော့ yes နေလိုက်မယ်ဆိုတော့ဒီမှာ continue ဆက်ပြီးတော့သွားမယ်ပေါ့နော်သွားမှခါကျရင်ကျွန်တော်တို့တွေဒီ HQ data အကြီး image တွေload တဲ့ခါကျရင်ကျွန်တော်တို့ကဆက်လဲပေါ့နော်ဒီ computer ဘာညာကဒီ run စီကိုတုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘယ်လိုခေါ်မလဲပြောချင်တာဆက်လဲတော်ဟိုဖြစ်တယ်ပြီးတော့ကြာကြီးလေးစောင့်ရတယ်ပေါ့နော်တကယ် data ကြီးရင်ကြီးတယ်လို့မျိုးတောက်လျှောက်ကျွန်တော်လွတ်ထားတာအခါကျထမင်းစားခြင်းမှာလွတ်ထားတော့ခုနကဖွင့်တာပေါ့နော်ဖွင့်ထားပြီးတောက်လျှောက်သူ့ကိုဘယ်လိုခေါ်မလဲ exporting လုပ်နေတာပေါ့တချို့ file တွေပေါ့နော်ကြာရဲပေါ့နော်အမျိုးလောက်ရရှိတယ်ဒါကိုကြာလို့ပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့တော့ကျွန်တော်ဒီကောင်ဘော export လုပ်ရဆိုတော့ကျွန်တော်တို့တွေဒီ internet data တွေကိုတော့ဘာညာကျွန်တော် wifi နေပါတော့ internet တွေကျွန်တော် data ပိတ်ပြီးတော့ဒီကောင်ကိုဖွင့်ပိတ်လုပ်တဲ့ခါကျဒီကောင် internet မပါတော့ဘူး geotiff image file ဖြစ်သွားတော့ဒီကောင်ကြီးနည်းနည်းလေးပို့ပြီးတော့ပေါ့ချုံချက်ဇုံးဆွဲရတာမယ်ပေါ့နော်ရန်မယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒါဘာလို့လဲဆိုရင် geotiff လုပ်တာပါအဲ့တော့ဒီကောင်ကိုကျွန်တော်တို့ပြီးအောင်ကျွန်တော်တို့ဆွဲထုတ်မယ်တခုကျွန်တော်နောက်တစ်ခုကိုကျွန်တော်လုပ်တာမှာပေါ့နော်အဲ့တော့ပြေးတဲ့ညစာလည်းဒါလေးပါပဲပေါ့နော်အဲ့ကျွန်တော်ကဒီကောင်တော့ကျွန်တော်ပြီးအောင်လို့မစောင့်တော့ပါဘူးနော်cancel လုပ်လိုက်တော့မယ်နော် yes okay နော်cancel လို့တော့မစောင့်တော့ဆိုတာဘာလို့လဲဆိုတော့လုပ်လို့ခါကျတော့ဒီလို file ပေါ်လာလိမ့်မယ်တက်ဆော့ပါတော့နော်ဟုတ်ပြီနော်အားဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကျွန်တော်ဒီမှာလေးရက်ပါတော့မယ်အားလုံးဆင်ပြေပါစေယနေ့ပဲဆက်သွယ်လိုက်ပါ